လုံးနဲ့ရောက်တဲ့ premium design နဲ့ကောင်လေးကတော့ Devos လို့လေးဖြစ်ပါတယ်အနေထားကိုကြည့်လိုက်သူရဲ့တိဆောက်ပုံလေးရတယ်တကယ်လန်းတယ်ဗျာ metal body လေးကိုမှ keyboard design လေးလည်းမိုက်တယ်ဘေးပေါင်လေးကလည်းတော်တော်ကျင်းတဲ့ကောင်လေးဖြစ်ပါတယ်တော်တော်လေးမိုက်တဲ့ကောင်လေးအပြင်ပုံစံလေးပြပေးမယ်ဗျာအပြင်ပုံစံလေးကလည်းကျွန်တော် metal body လေးကိုတော်တော်ကြစ်ကြစ်လေးလေးနဲ့ပေါ့ပေါ့ပါတည်ခြင်းတဲ့အမျိုးတွေအကြိုက်ဖြစ်ပါလိမ့်မယ်တစ်လုံးနဲ့ရောက်တဲ့ကောင်လေးဖြစ်ပါတယ်ဒီကောင်လေးကတော့ Devos လို့လေး i5 ကိုတွဲကြံ RAM 16GB နဲ့ SSD ကလည်း512နဲ့ဆိုတော့ RAM တွေရော SSD တွေရောတကယ်ကိုမိုက်နေပြီဈေးကလည်းကျွန်တော်တကယ်မိုက်တယ်18သိန်း9000ပဲဖြစ်ပါတယ်အဲ့တော့19သိန်းဝန်းကျင်18သိန်းဝန်းကျင်သုံးကျင်တဲ့အမျိုးတွေပေါ့ပေါ့ပါလဲသုံးကျင်တယ်ဒီဇိုင်းကလည်းခလန်းလန်းလေးကြိုက်တယ်ဆိုရင်တော့ဒီကောင်လေးကတော့မဖြစ်မနေယူရမယ်ကျွန်တော်တစ်လုံးနဲ့လဲပါတဲ့ကောင်လေးဖြစ်ပါတယ်ဈေးလည်းတော်တော်လေးကိုလုတ်ပေးထားတဲ့အနေအထားလေးဖြစ်ပါတယ် CPU ကလည်းကျွန်တော် i5 ကိုတွဲကြံကို Evo series နဲ့လာတာဖြစ်ပါတယ် CPU series လေးလည်းကောင်းတယ်ဗျာလုံးဝ size လေးကလည်းတော်တော်လေးတယ်လို့ပို့လို့တော်တော်ကောင်းတဲ့ size လေးဖြစ်ပါတယ်ညာဘက်ချမ်းမှာကျွန်တော် USB port လေးပါမယ် USB port ကလည်းကျွန်တော်ဒီအရှင်လေးပေါ့နော်လုံးဝအပြောက်လေးလုပ်ပေးထားတယ်ပြီးလို့ရှိရင်တော့ headphone jack ပါမယ်ဘယ်ဘက်မှာတော့ Type C နှစ်ပေါ့ပါတယ် HDMI ဒါပဲဗျာကျွန်တော်အားသွင်းတဲ့ပေါ့ကလည်းကျွန်တော် Type C နဲ့လာတယ် data transfer ကလည်း Type C နဲ့ပဲနှစ်ပေါ်လုံးကကျွန်တော် charging သွင်းလို့ရမယ် data transfer နဲ့သုံးလို့ရမှာပဲဖြစ်ပါတယ်ဒီကောင်လေးကတော့Vostro series မှာ design တော်တော်မိုက်တဲ့ကောင်လေးကတော့အမျိုးတွေလုံးဝ usage ခြင်းလို့တစ်လုံးနဲ့ဦးပြပြလေးကျွန်တော်ရိုက်ပို့ပေးတာဖြစ်ပါတယ်အဲ့တော့18သိန်း9000နဲ့ယူပါကောင်းကောင်းလေးသုံးပါဗျာ laptop ကြီးကဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်